ဂီတဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘရိုအနေနဲ့ဘယ်လိုခံယူရလဲဘယ်လိုသတ်မှတ်ထားလဲပေါ့လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့ personally အတွက်ဆိုရင်တော့တကယ်အဲ့လိုခီးသွားဖို့ပုံစံအမြဲတမ်းကျွန်တော်ရဲ့ဒီဘဝအချိုးခွေတိုင်းမှာမပါမဖြစ်ပေါ့နော် post hardcore နဲ့ alternative rock ဒီနှစ်မျိုးကြားမှာသူတို့ရဲ့ identity ကိုဘယ်လိုရှာဖွေခဲ့သလဲညွေဘာကြောင့်တချင်းတွေထွက်ရှိထားတဲ့ pieces of me ရဲ့ frontman Jimmy ဆိုတော်ကြာပြီ တော့ကြာသွားပြီနော် နှစ်ပေါင်း20 20လောက်တော့ရှိလား 20ကျော်လောက်ပြီ ဟိုက2026တောင်ရောက်သွားပြီဆိုတော့2006 2009လောက်တည်းကစနေပြီလားအဲ့လိုလား ဟုတ်တယ်အဲ့ဝင်ချင်းကလေးကစနေပြီ ဟုတ်ကဲ့ဟုတ်ကဲ့ ဘယ်ပူပျော်လဲဆိုရင်ဘယ်နဲ့ပူပျော်လဲခက်ခဲပေမဲ့လေ produce လုပ်ပြီးသွားတာကျတော့ organic တော့ဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုမဖြစ်တယ်လို့ခံစားရတယ်ပျော်ရွှင်မှုအပြေအဝမရဘူးကိုပိုင်တိတ်ကြုံပုံများတယ်ဟုတ်အခုထွက်ပြီးသားအများစုဆိုရင်လေကိုပိုင်တိတ်ကြုံကိုခံစားတဲ့ဟာကိုချရတာပုံများတယ်အဲ့လိုအငားခံစားချက်တော့မရှိတလောက်ပဲ ဝိဇ္ဇာတော့ခေါင်းစဉ်တက်တာမျိုးရောကြိုက်လားဒါမှမဟုတ်ကိုကလွတ်လပ်ပဲလောတော့ကြိုက်လား ကျွန်တော်ကတော့ခေါင်းစဉ်တက်စီခြင်းတယ်ဘာလို့လဲဆိုတော့အစကတည်းကခေါင်းစဉ်နဲ့လာတယ်နော်ကျွန်တော်တို့လုပ်နေတဲ့ music တွေကဒီအနောက်တိုင်းဘက်ကနေစတယ်ပေါ့နော်အစကတည်းကသူ့ခေါင်းစဉ်နဲ့သူလာတာကျွန်တော်ခေါင်းစဉ်မတက်လဲခေါင်းစဉ်တစ်ခုအောက်သွားရောက်နေမှာပဲ YouTube တွေပဲသွားကြည့်ရင်တချို့ crowd တွေလည်းအဲ့လိုငြိမ်ပြီးတော့ကြည့်နေအပေါ်မှာလုံနေကြတယ်အဲ့လို dead crowd တွေပေါ့နော်အဲ့လိုမျိုးတွေကြရင်အပေါ်ကလူတွေအတွက်လည်းမကောင်းပွဲလုံးခြုံပြီးလည်းမကောင်းပေါ့နော်ပွဲလာကြည့်ပြီးဒီနေရာရောက်လာပြီဆိုကြတဲ့ကျွန်တော်တို့အောက်ကနေနေရမယ်ဆိုလဲခုံတင်တယ်လိုက်ပြီးစီးမျောတင်တယ်ပေါ့နော် enjoy လုပ်တင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီပွဲကြည့်ဖို့ဒီနေရာထီတောင်ရောက်လာခဲ့ပြီးသွားပြီလေနော်